မင်္ဂလာပါမြတ်ပြည်သားတွေဇုံချီသူတွေကျွန်တော်ဒီကနေ့ပြောမျိုးစာဖျားဖွန်းပြလို့ကျွန်တော်ပြောမှဖြစ်တယ်အဲ့တော့မနေ့ကဒေးဗစ်လာဇွဲဆက်ตัวစာမှာ MCC ဖျားဆောင်မှာသူဟောတဲ့ကြံပိုက်ကိုကျွန်တော်ဒီရှာကြည့်ပြီးတော့နားထောင်တယ်အဲ့တော့ပဲမှာကျွန်တော်ဆုတောင်းတယ်ဖျားတကယ်နာပေါ်ပြတယ်သူဟောတဲ့ကြံပိုက်ကိုဘာလဲဆိုလို့ရှိရင်ဇောမခန်းကြီးလေးခန်းငယ်ဆက်ခွန် Romans chapter 4 verse 17ဒီဥစာကိုသူဟောတဲ့ချိန်မှာကျွန်တော်လုံးဝကျွန်တော်ပောက်ကွဲတယ်အဲ့တော့ကျွန်တော်ကဒုထောက်ပြီးအခုနဲ့ကျွန်တော်ဆုတောင်းတယ်ဆုတောင်းတဲ့ချိန်မှာဖျက်တကယ်နဲ့ဘာဖွင့်ပြလို့ဆိုရှင်ဒေးဗစ်လောက်ဘယ်လောက်ပဲအော်တကူတူမှာမရှိတော့ဘူးမထကြပတ်စာကုန်ခါပြီးသူဘယ်သူမှမခေါ်တော့နဲ့သူ့တက်တာပြောလဲတယ်ဆိုလို့ရှိတော့ခေါ်ပါသူ့မှာတကူမရှိတော့ဘူးမထနံပါတ်1မှာဒီကျမ်းပိုက်ကိုအဓိပ္ပာယ်ပါလို့ဆိုရှင်Genesis chapter 12 verse 1 to 9 Abraham ဖျက်တကယ်နဲ့ခေါ်တဲ့ချိန်မှာလူတယောက်သူတန်တန်းပြီးတော့ဖျက်တကယ်ကို Abraham ရုံတာမဟုတ်ဘူးသူ့ကိုယ်တိုင်သူ့နားနဲ့ဖျက်ကိုတန်ကျဲတာဖျက်တန်ကျဲတာကပောက်ချန်ခါကြီးစနစ်ခန်းငယ်တိကနေကိုကပောက်ချန်ခန်းကြီးစခွန်ခန်းငယ်တိဖတ်ကပောက်ချန်ခန်းကြီးစစ်ခန်းငယ်တိကနေ33ဖတ်Abraham သူဆုံးကြည့်တာမာနလေဒါပေမဲ့သူဆုံးကြည့်တဲ့ပုံစံနဲ့ဒေးဗစ်လာဟောတဲ့ပုံစံချက်တလွဲ Abraham ဆုံးကြည့်တာသူကိုယ်တိုင်သူထမင်းချက်တာဖျားယေရှုဖျားစားတာသူကိုယ်တိုင်သူဖျားသူမြင်တယ်သူကိုယ်တိုင်သူတန်ကျဲတယ်အဲ့နောက်ပိုင်းမှာဖျားဘာမဆိုလို့နိုင်ရဆိုသူဆုံးကြည့်တာလေသူများဟောတာသူဆုံးကြည့်တာမဟုတ်ဘူးလေကောင်းကောင်းသိချင်တာတော့ Genesis chapter 12 verse 1 to 9 Genesis chapter 17 verse 1 Genesis chapter 18 verse 1 to 33 This is part Abraham ဘာလို့ဆုံးတာလဲ तू မင်းသား तू ဆုံးတယ် तू ကျဲတာ तू ဆုံးတယ် तू မြတ်ဟောတာ तू မြတ်တန်တန်းပြတာ तू ဆုံးတာမဟုတ်ဘူး तू ကိုယ်တိုင် तू ကျဲတာအဲ့ဒါယေရှုဖျားဘာပြင်ပြတာလဲယုံကြည်တယ်ဆိုတာယောစီဇောင်းခါကျင်ကခန်းငယ်30ခေါက်ကနေ35စီဇောင်းခါကျင်ကခန်းငယ်30ခေါက်ကနေ38 John chapter 5 verse 37 to 38မမင်းတဲ့လူမကျဲတဲ့လူကယေရှုဖျားကို तू ကလက်မခံလို့ဒါကြောင့်မို့ तू ကဖျားတာမကျဲတတ်ဘူးဖျားကို तू မရှိနဲ့မမြင်တတ်ဘူးအဲ့လိုပြောတယ်အဲ့တော့ယုံကြည်တဲ့ဆိုတာ तू မြတ်ပြောတာဆိုတာမမို့တာ तू ကိုယ်တိုင်ကျဲတယ်အဲ့ဖျားတာ तू ကိုယ်တိုင် तू မရှိနဲ့မြင်တယ် तू ကအစာ तू ချက်တဲ့ထမင်းကိုဖျားစားတာ तू ကိုယ်တိုင်အစာတော့ကျွေးတာဖျားစကဲနော် Genesis chapter 18 verse 1 to 12ကြည့်စီပါသူတို့လီမန်နေဝနွတ်တကောင်တပ်ပြီးတော့ဖျားတော့ရောက်ဦးအစာတော့ကျွေးတာတိစပတ်ပါ तू ကိုယ်တိုင်မြင်တာ तू နဲ့စကားပြောတာ तू ကိုယ်တိုင်ကျဲတာအဲ့နောက်ပဲမှာ तू ယုံကြည်တာယုံကြည်တယ်ဆိုတာဒါနံပါတ်1မှာအာဗြဟံဖျားစကားအကုန်လုံး तू နားထောင်တယ် Genesis 17 verse 1မှာကပောက်ချန်ခါကြီးဆက်ခွန်ခန်းရဲ့တိမှာဘာပြောလဲဖျက်တကယ်နာအာဗြဟံကောင်းကောင်းနေငါစကားနားထောင်ကောင်းကောင်းနေ तू ပြောတယ်အဲ့နောက်ပိုင်းမှာ तू တကယ်လူကောင်းဖြစ်တာမထားပါကျန်းစာကောင်းကောင်းနားမလဲပဲနဲ့ဒေးဗစ်လာမင်းဘယ်လိုပဲအော်ခင်များမှာဘာမှရှိမှာမဟုတ်တော့ဘူးလောကစီးစံပဲဖြစ်ဖျားတကူပဲဖြစ်လာမယ်ဒါပေမဲ့ခင်မျက်စင်မှာကြောက်မှာမဟုတ်တော့ဘူးအလဲမှာကာရာရှိပြီမထားကျွန်တော်မြင်တယ်ငါနဲ့ချစ်တယ်ငါနဲ့တာချစ်ကြတာဒါပေမဲ့အခုချစ်လို့မရတော့ဘူးငါနဲ့စွတောင်းပြတာမနေဘူးဒါပေမဲ့အခုခင်ဗျလမ်းလွဲတော့ပြီစေမုံတောင်းနောက်လိုက်အခုစေမုံတောင်းနဲ့ပေါင်းပြီးတဲ့နောက်ပိုင်းမှာခင်ဗျယုံကြည်တာပဲယုံကြည်သူပြီးငယ်တရားတွေကိုလည်းမဆဲပါညာမင်းအဆက်တွေဖြစ်တော့တာကိုကျွန်တော်သိပြောစင်မလို့ဘူးခင်ဗျငါ့ကိုကြည့်ပါငါလည်းကြည့်မယ်လူတွေမြတ်ပြည်သားတွေငါ့ကိုသိကြည့်ပါဒီစဒေးဗစ်လောက်ကြည့်ပါအဲ့တော့နောက်ဆုံးမှာကျွန်တော်ကြံပိုက်ပြမယ်ဒီရခန်းချင်း20နှစ်ခန်းငယ်ဆင်ငါတေချာဖတ်
Piata maka gongketa maka bitu masu tu alurota atet machine do pheta kana ngebi popalai da bere khanchine khange nasekan nasetong phialu maka balu maka gongken lu maka na bu de kon tat palai da ngebi poda bere khanchi seku khange sesikani nasetit phialu maka amuro so maka profit maka bidu masu mai ko sip sik 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 chot tong le solution kon pian tat palai da isa phat nó chứ đó tích có khăn se khang cho cả ni seti phialu maka gong ke maka bitu masu na bu de solution a kon long tap it first Corinthians chapter 10 verse 6 to 11 this a part zura khang ji te khang e khang atu ba be sin ka khang ji se sik khang e shit sin ka khang ji se khang e na se cho ka ni tong se khang this a part dùng chi để tu ngã này mà này ngã dùng trên này dùng chi để lúa đấy biểu lại này ngã đâu té đâu mà dùng chi để tu biểu lại này đại mẹ thế thì biểu lại ngã biến chỗ là gì mà lúa này ấy bị mẹ này ngã té thấy khó mẹ đi để vào lại đông sen này mà xin lúc cả khăn gì sẽ còn khăn nghe đông sen này mà lót ta tu mẹ mà biểu lại nào mà lên này nào mà chi này tua lại hết bà tu mẹ mà tu cho sa ka na ma tho ma ho bu phe ta ke ne pyo da ba tu ma naw ma le ne naw ma chi ne so pi ro ma tha da tu mye ma naw chi de sing ma phe ta ke tat pa lai da ai da ko pian phat chi ba di pi ba le khin mye le di lu pong san lo ka si samu so lan de na bu de so de tat ne tu pyo da ai do si ma ta khan chi na set li khang nge chok 36ကနေ51ဖတ်ကြည့်ပါအတူတူပါပဲเนาะအဲ့တော့အမှုတော်ဆောင်မှာကကောင်းကဲမတူမဆူGenesis chapter 6 verse 1 to 13 na bu de gong ke daman di la pi ro loka main wa chot chot le ne lu pa la tu wa na bu pi ro phe ta ko tat pa lai da phat bu la li la bu la de bi la ti se phat baခင်ဗျာမင်းမခင်ဗျာတာတမျိုးလူတဲ့လူရဲဆိုလို့ရှိရင်ခင်ဗျာလက်ခံမလားဘာဖြစ်လို့ဒါရီကခင်ဗျာရှိရှိလင်းလင်းတန်တန်ပြည့်တဲ့နေရာမှာမဟောရလဲခင်ဗျာတိစမချပါခင်ဗျာဘတ်မန်စားရလဲစီမတဲ့ခန်းကြီး23ခန်းငယ်23ကနေ24ခန်းငယ်33ဖတ်ကြည့်ပါစီမတဲ့ခန်းကြီး23ခန်းငယ်73ကနေ55ဖတ်ကြည့်ပါခင်ဗျာနဲ့ခင်ဗျာကိုခေါ်တယ်လို့နဲ့အကုန်လုံးငယ်ပြီးတော့မယ်ခင်ဗျာဆိုခင်ဗျာစကားနားထောင်လို့အကုန်လုံးငယ်ပြီးတော့မယ်ကျဲစာပြောတာကျွေဟုတ်မယ်ချမ်းသာမယ်မားတယ်လေဒါကျွေဟုတ်တာချမ်းသာတာ तू ထိန်းနိုင်ဖို့ဘယ်လိုပုံစံသူ့တက်တာနေရမှာလဲဘယ်လိုပုံစံအမှန်ကန်ပတ်စံအမှန်ကန်အိမ်ငွေတိုင်းမနေဘယ်လိုပုံစံရောက်လာမှာလဲဘယ်လိုပုံစံ तू ကျူးစားရမှာဒါတွေကကျန်းစာနဲ့ဘာအမှန်တည်းပြောတာလဲစမတဲ့ခန်းကြီး28ခန်းငယ်20ငါပြောတဲ့အတိုင်းငါအလိုတော်တိုက်အသက်ရှင်တော့အကုန်လုံးပြောဟောပါသူပြောတယ်ယေရှုခရစ်ပြောတာငါပြောတာမဟုတ်ဘူးဒီစေမသာปีตาริเตสองคันจิติกานี่ชะปัสสันซาผู้ฮอดลูနောက်မှာရှေ့သမားတွေပေါ်လာနေနောက်ကျတော့နာဘူးလိုက်မယ်ဒီလူတွေအကုန်လုံးငယ်ပြီးတော့မယ်ဖြာပြောတာปีตาริเตสองคันจิနဲ့ခန်းငယ်စစ်ကနေ21တရားဟောရင်နဲ့ဒီကပပိုင်နဲ့နာဘူးရှေ့သမားတွေကငယ်ပြီးတော့ဖို့ယေရှုဖခင်ဆိုင်ထုတ်ပြီးသားကျမ်းစာပြောတယ်ကျွန်တော်ဟောတာမဟုတ်ဘူးကျမ်းစာပြောတာဒီလိုဒါတွေမဟုတ်ဘဲနဲ့ဘာဟောတာလဲနောက်ဆုံးကာလဆိုတာဘယ်လိုပုံစံအသက်ရှင်ရမှာလဲထွက်ပြေးရမယ်ငင်းရမယ်ဆိုတာကျမ်းစာမှာအမြဲရှိတယ်သူမြတ်တဲ့တော်မုံသူမြတ်တဲ့တော်ဆောကဂလတိခန်းချင်းကခန်းငယ်19ကနေ23ဘူးတဲ့တော်ဒီတဲ့တော်ဆောကမုံနေလို့ဆိုလို့ရှိရင်ငယ်ပြီးတော့ပြီးသားဖျက်ခင်ပြောတာပါတိဇောခန်းချင်းတုံးခန်းငယ်10ကနေ15ဘူးလူမြတ်ဒီလူမြတ်မုံငယ်ပြီးတော့မဲ့လူတွေစာတန်သားတွေဖျက်ပြောတာဒါမျိုးတွေမဟုတ်ဘူးဆိုဘာဟောတာလဲခင်ဗျားတို့တာသမီးတွေကကျန်းစာကိုက်ပြီးတော့ဘီတိုမဟော့စပစ်တော်တယ်လို့မရှိဘူးငယ်ပြီးတော့မိတာတွေအဲ့ဒါကားကောင်းနေဒီမှာလေမလခိကန်ချီမလခိခန်းချင်းနဲ့ခန်းငယ်နဲ့ကနေကူဖတ်ကြည့်ပါအဲ့ဒီကခန်းချင်းငါခန်းငယ်ကူကနေစက်တစ်ဖတ်ကြည့်ပါ
tu mía linh sa piro kimero tata miri chono chính áp mình cái giao khai mẹ bị tụi mà cho nó tông mắm hậu tụi biểu đấy, rồi khi mà ta mình chán sàn này, professional làm gì bảo, healing lúc làm gì bảo, gospel tôi làm gì bảo, là xin sửa lại, guitar ti lại, đã đấy sao đang lulu ra vậy, phía ta sửa xin khi mà tao thì sẽ gospel tôi khai lại, professional khai lại, healing lúc khai lại, cái đó mà phía ta phải đấy, bị tụi mà sửa, mà thà thì các bạn xí đi luôn đi, bây giờ sao na lại luôn đi, cho nó chuyên sinh làm hậu cho nó chú sa bị kia ra, khi mà rồi chú sa bị na không, chú chú mà cho nó tóm bài này, chú chú mà còn luôn tiếng nghe xí đi luôn, computer na lại luôn thà bị vậy cho nó, chú chú nằm tóm bài này, đã bị tụi mà số tí chỉ muốn biến chỉ lo ra thà bị vậy, thank you, God bless you. Zoom sai cái cho nên mà mẹ, David là tung và là nằm non lột điện, bằng lại sẽ rồi asima again hàng và là nằm hui được ông ấy ta điện, cái nó cây mà hạt thì cái ngàn nào lột, xem một cái bỏ cái mà mặn ta, happy nãy cầm tay nó phát cái sắm cái gì, aji kiluk sak lệ, ta kiluk sak alung akim ding ha, David là tu sao mi, alung cái em phải sak cái kia, đúng đó, David là khi mấy màu, khi mấy ta mình tụi mình lúp lại, cái thao là khi mấy lệ khám là, chú tao bị thank you Lord, khi mấy Hello, ni này mới là, mình đã mới hỏi rằng, tụi mình màu mù này, tụi mình ta tự mình biết thà này, đã mình nghe biết rồi đấy rồi, khi mình hỏi rằng, mà hỏi rồi khi mình bảo vệ sa, thì xem mà ta khăn gì, nó sẽ tông kháng nghe, nó sẽ tông cái này, nó sẽ đi kháng nghe, tông sẽ tông, bảo vệ sa, cái xem mà phát triển lại, khi mình sa đấy, tôi sa, tạo ra sa, còn lúc đó, chỉ sẽ mang cái phi khai mẹ, do cả số vừa làm mẹ, Giêsu biểu là xem mà ta khăn gì, nó sẽ tông kháng nghe, sẽ tông cái này xem mà, nếu mà có cái một tổ sinh có cái tổ sinh lưu chế nó ta xí đấy, hello, Giêsu phảiเป็นตัวกึ่ง Giêsu ตัวกงชูมีนู้นก็น่าก็เป็นนู้นแต่ชอบฟังเพลงมันตาคิดก็แค่มาแค่งานดิ้งนู้นก็มันนู้นงานดิ้งเพราะแต่แค่นี้เช่นกัน Giêsu ตัวชอบฟังเพลง Amen